မင်္ဂလာပါခင်ဗျာ channel game မှာပြန်လည်ကြိုဆိုပါရစေဒီကနေ့ဗီဒီယိုမှာတော့1996ခုနှစ်ကထွက်ရှိခဲ့တဲ့စွန်စားကန်အရှင်ရုပ်ရှင်တမန်မီအကြောင်းကိုတင်ဆက်ပေးသွားမှာပါဇာလန်ရဲ့အစမှာဖာရိုဘင်းစတီဟာသူတူရဲ့တာထီခွင့်ရှိတဲ့သူ၏အချစ်တော်အနော်စုနမန်စီကိုအလဲအပတ်ရောက်ရှိလာပါတယ်သူမသိတာကတော့သူ၏ဘူရောဟိမင်းအင်မော်တက်ဟာအနော်စုနမန်နဲ့တိတ်ပုံဖောက်ပြန်နေတာပါဖာရိုဘင်းဟာအနော်စုနမန်ရဲ့ကိုဘောကစိတ်ချဲမှုတွေဟာသူတို့နှစ်ဦးချစ်တင်နှောစဉ်အတွင်းပေါ်တိုက်ပစ္စည်းနေတာကိုတွေ့သွားတဲ့အခါမှာတော့အဲဒီချစ်သူနှစ်ဦးဟာဘယင်ကိုတပ်ပစ်လိုက်ကြပါတယ်။ဖာရိုရဲ့အဆောင်ရှောက်တွေကလူသက်သမားတွေကိုဖမ်းဆီးဖို့ကြိုးစားကြပေမဲ့အနော်စုနမဟာအင်မော်တက်ကိုသူမအပြန်လဲအသစ်သွင်းပေးဖို့ကြိတောင်းပြီးနောက်အဆောက်နှွေးရှိမှရင်ကိုတပ်သေးသွားပါတယ်။အင်မော်တက်ရဲ့ဘူရောဟိတ်တွေဟာသူ့ကိုဆွဲခေါ်သွားကြပါတယ်။သူမသေဆုံးပြီးနောက်အင်မော်တက်ဟာသူမရဲ့ရုပ်အလောင်းကိုခိုးယူပြီးဟာမူနက်ပထရာမြို့စီကိုဥတီသွားကအဲ့ဒီမှာ Book of the Dead တေသူမြစာအုပ်ကိုရယူခဲ့ပါတယ်။အင်မော်တက်ဟာအဲ့ဒီကျန်းစာအုပ်နဲ့အတူအနော်စုနမန်အင်္ဂါစိတ်ပိုင်းတွေထည့်ထားတဲ့မြင့်မြတ်သောအုံငါးလုံးကိုအသုံးပြုပြီးသူမရဲ့ဝိညာဉ်ကိုမှောင်မိုက်တဲ့ငရဲပြည်ကနေပြန်ခေါ်ပြီးရုပ်အလောင်းနဲ့ပြန်ထည့်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အခမ်းအနားမပြီးဆုံးခင်မှာပဲဖာရိုရဲ့တက်တော်ဆောင်တွေကဝင်ရောက်နှောက်ယှက်လိုက်တာကြောင့်အနော်စုနမန်ရဲ့ဝိညာဉ်ဟာငရဲပြည်တဲ့ပြန်လဲကြာဆင်းသွားခဲ့ပါတယ်။သူမရဲ့ကံကြမ္မာဟာအင်မော်တက်နဲ့သူ့ရဲ့ဘူရောဟိတ်တွေရင်ဆိုင်ရမယ်အရာနဲ့ရှင်းလိုက်ရင်ရဲစရာကောင်းလာအောင်သက်သာပါသေးတယ်။ဘူရောဟိတ်တွေဟာအရှင်လက်လက်မန်မီပြုလုပ်ခြင်းခံရပြီးအင်မော်တက်အတွက်ကတော့အဆိုးဝါးဆုံးဖြစ်တဲ့ဟွန်တိုင်းလို့ခေါ်တဲ့ရှေးဟောင်းကျင်းစာကိုခံယူဖို့တတ်မှတ်ခြင်းခံရပါတယ်။အဲဒီကျင်းစာဟာဘသူ့ကိုမှတစ်ခါမှမတိုက်ဖူးသေးတဲ့ကြောက်စရာအကောင်ဆုံးကျင်းစာပါ။သူရဲ့ရှာကိုဖြတ်တောက်ပြီးအရှင်လက်လက်မန်မီလုပ်ခါလူသားစားပိုးကောင်တွေအပြည့်ထဲထားတဲ့ခေါင်းတလားထဲမှာထည့်ပိတ်လိုက်ပါတယ်။သူဟာခုသင်းချိုင်းထဲမှာထာဝရမသေးနိုင်တဲ့အခြေအနေနဲ့ရှိနေမှာပါအဲဒီနောက်မှာတော့ဖာရိုတက်တော်ဆောင်တွေရဲ့မျိုးစစ်ဖြစ်တဲ့မချိုင်းတွေကသူ့ကိုစောင့်ကြံနေရပါတယ်အကယ်၍သူပြန်လဲလွတ်မြောက်လာပါကလူသားမျိုးနွယ်ကိုကယောဂါတွေနဲ့ဒုက္ခပေးမဲ့မိစ္ဆာကောင်ဖြစ်လာမှာကိုစိုးရိမ်လို့ပဲဖြစ်ပါတယ်နှစ်ပေါင်း3000ကြာပြီးနောက်1923ခုနှစ်မှာဟာမူနက်ဘတ်ထရာမျိုးဟောင်းမှာအီဂျစ်လူမျိုးတွေနဲ့ပြင်သစ်နိုင်ငံသားတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားပါတယ်။နှစ်ဖက်စလုံးကတော့အဲဒီမျိုးအောင်မှာဘလို့အင်အားတွေရှိနေဆိုတာမသိကြပါဘူး။ဒါမျိုးကဆုံးခွာထွက်ပြေးပြီးနောက်အင်အားနဲ့နေတဲ့ပြင်သစ်တပ်သား Red Ongon နဲ့ဟာမြင်းစီးပြီးချီကပ်လာတဲ့အီဂျစ်တပ်တွေကိုရင်ဆိုင်မှုတာဝန်ယူလိုက်ရပါတယ်။အီဂျစ်တွေမြောက်လာခင်မှာပဲ Red နဲ့တငယ်ချင်းဘန်ဒီကထွက်ပြေးသွားပါတယ်။ Red နဲ့ကြံနေတဲ့တပ်သားတွေဟာအီဂျစ်တပ်တွေကိုခုခံမှုစ조사ပေမဲ့အင်အားချင်းမမျှတတာကြောင့်ရှုံးနိမ့်သွားပါတယ်။မသေးတဲ့သူတွေကတော့စုတ်ခွာကုန်ကြပါတယ်။ Red ဟာဖျားเจ้าဟောင်းတစ်ခုမှာခိုလုံးမှုစ조사ပေမဲ့ဘန်ဒီကသူ့ကိုထပ်မံသစ္စာဖောက်ပြီးတကားပိတ်ထားခဲ့ပါတယ်။ Red ထွက်ပြေးဖို့စ조사ပေမဲ့အီဂျစ်တွေရဲ့ဝန်းရံခြင်းကိုခံလိုက်ရပါတယ်။သူအရှုံးပေးလိုက်ပေမဲ့အန်အော့စရာကောင်းတာကအီဂျစ်တွေဟာသူ့ကိုထားခဲ့ပြီးထွက်ပြေးသွားကြပါတယ်။သူဘာကြောင့်လို့စဉ်းစားနေတော့မှပဲသူ့ပတ်ဝန်းကျင်ကတဲတွေကသူ့ကိုစတင်တိုက်ခိုက်လာပါတယ်။တဲတွေကနေအင်မော်တက်ရဲ့မျက်နှာပုံသဏ္ဍာန်ပေါ်လာတဲ့အခါမှာတော့သူဟာတဲကန်နာရတဲ့ကိုအမြန်ထွက်ပြေးသွားခဲ့ပါတယ်။မချိုင်းတွေကအဲ့ဒီတိုက်ပွဲကိုစောင့်ကြည့်နေပြီးရက်ကိုတော့တဲကန်နာရတဲ့မှာပဲသေးလိမ့်မယ်လို့ယူဆပြီးလွတ်ထားလိုက်ပါတယ်။သူတို့ရဲ့တစ်ခုတည်းသောဆိုးရဲပူပန်မှုကအင်မော်တက်ကိုဘယ်သူမှရှာမတွေ့ဘူးပါပဲ။၃နှစ်အကြာမှာတော့ဂိုင်ရိုမျိုးကရှေးဟောင်းပစ္စည်းပြတိုင်းမှာအလုတ်လုံနေတဲ့အီဂျစ်ဗေဒပညာရှင်အဗလင်ဟာစာကြည့်တိုက်ကစင်တွေကိုမတော်တဆတွန်းလှဲမိလို့ပြဿနာတက်နေပါတယ်။ပြားတိုက်ပိုင်ရှင်ဒေါက်တာဘေးကစာကြည့်တိုက်ကိုဖြစ်စည်းခဲ့တဲ့အတွက်သူမဘာကြောင့်အလုတ်ခံထားရသလဲလို့စူပူတဲ့အခါမှာတော့သူမကသူမရဲ့ကျွမ်းကျင်မှုကြောင့်သာဖြစ်တယ်လို့ပြန်ပြောခဲ့ပါတယ်။အဗလင်ဟာစာကြည့်တိုက်ကိုပြန်သိမ့်နေတော့မှပဲပြားတိုက်ထဲခိုးဝင်လာတဲ့သူမရဲ့မောင်ဂျွန်နသန်ကြောင့်အာယုံလွင့်သွားပါတယ်။အလုတ်တွေရှုံနေတဲ့အပြင်ဘမ်ဘရက်ကပညာရှင်တွေရဲ့ညှဉ်းပယ်ခြင်းကိုခံထားရတာကြောင့်သူမဟာအလုတ်ပြုတ်နေတဲ့ဂျွန်နသန်ကိုစကားပြောဖို့စိတ်မပါပါဘူး။ဒါပေမဲ့ဂျွန်နသန်မှာစိတ်ဝင်စားစရာတစ်ခုရှိနေပါတယ်။အဲဒါကတော့တခိုးတွေစီကရလာတဲ့တက်တာအမဲလေးတစ်ခုပါ။အဗလင်ဟာအဲ့ဒီတက်တာကိုဖွင့်လိုက်တဲ့အခါမှာတော့ပညာရှင်တွေကပုံမြင်လို့ပဲယူဆထားကြတဲ့ဟာမူနက်ဘထရာမြို့ကိုသွားတဲ့မြေပုံတစ်ခုထွက်လာပါတယ်။သူမကအဲ့ဒါကိုဒေါက်တာဘေးကိုပြတဲ့အခါမှာတော့သူကအဲ့ဒါကိုအေးမဆိုင်ပဲဒီမြို့ကိုရှာတာဟာအလကားပဲဆိုပြီးမြေပုံကိုမိရှို့ဖို့လုပ်ပါတယ်။နောက်စားဝန်ခံမှာတော့ဂျွန်နသန်ဟာအဲ့ဒီမြေပုံရခဲ့တဲ့သူရှိရာထောင်ကိုအဗလင်ကိုခေါ်တော့ပါတယ်။အဲဒီသူကတော့ Red Ongon နဲ့ပါပဲ။သူပစ္စည်းခိုးလို့ဂျွန်နသန်ကိုလက်သီးနဲ့ထိုးလာပြီးနောက် Red ကိုအဗလင်ကဟာမူနက်ဘတ်ထရာဗမာလဲလို့မေးပါတယ်။ Red ကသူမကိုနှမ်းပြီးနောက်သူ့ကိုဒီထောင်ကထုတ်ပေးမှ
ပြောပြမယ်လို့ဆိုလိုက်ပါတယ်သူဟာချစ်ချင်းကြိုးပိတ်တက်ခါရတော့မဲ့အချိန်မှာပဲအဲဗလင်းကထားမှုဟာဆန်ကိုဟာမူနဲ့ဘတ်ထရာကရလာမဲ့ရနာရီရဲ့ရာခိုင်နှုန်းကိုခွဲပေးမယ်လို့ညှိနှိုင်းပြီးရစ်ကိုကဲထုတ်ခဲ့ပါတယ်နောက်စားဝင်ကမှာတော့သူတို့အဖွဲ့ဟာတင်မောစီပီခရီးစတင်ခဲ့ပါတယ်အဲဗလင်းဟာရစ်ကိုသဘောကျနေပေမဲ့သူ့ကိုအပြည့်အဝမယုံကြည်သေးပါဘူးအဲဒီညမှာပဲဂျွန်နသန်ကအခြားသူတွေနဲ့ဖဲကစားနေတော့မကြိုင်တွေကတင်မောဘော်ကိုခိုးတက်လာပါတယ်အဲဒီသူတွေဟာဟာမူနဲ့ဘတ်ထရာကိုသွားမဲ့ရနာရှာဖွေသူတွေဖြစ်ပါတယ်အဖွဲ့နှစ်ဖွဲ့ဟာဘသူအရင်ရောက်မလဲဆိုတာကိုဒေါ်လာ900ကြီးလောင်းကြပါတယ်ဘရက်ဟာအဗလင်စီကိုသွားတဲ့အခါမှာသူမရဲ့တကယ်ရွယ်ချယ်ဟာ Bow of Amora စာအုပ်ကိုရှာဖို့ဖြစ်ပါတယ်ပြီးတော့သူမကိုဘာလို့နန်းကလေးလို့မေးတဲ့အခါရက်ကသူတေကန်နိမို့လို့ကောင်းတဲ့အကြံတစ်ခုလို့ထင်လို့ပြန်ဖြေတဲ့အတွက်သူမစိတ်ဆိုးသွားပါတယ်အဗလင်ထွက်သွားတဲ့အခါရက်ဟာချောင်းနေတဲ့ဘန်နီကိုတွေ့တော့ပြီးဘန်နီဟာအခြားအဖွဲ့ကိုလမ်းပြနေတာမှသိသွားပါတယ်သူကဘန်နီကိုတင်းမောဘော်ကနေပြချပြီးနောက်တင်းမောဘော်မှာစွတ်နေတဲ့ခြေရာတွေကိုတွေးလိုက်ရပါတယ်ခဏကြာမှပဲအဗလင်ဟာသူမရဲ့အခန်းထဲမှာမကြိုက်တယောက်ရဲ့တိုက်ခိုက်ခြင်းကိုခံရပါတယ်သူကမြေပုံနဲ့တော့ကိုဓာတ်နဲ့ထောက်ပြီးတောင်းပါတယ်သူမကမြေပုံကိုပြပေမဲ့ဘဲတော့ကိုပြောတာလဲဆိုတာသူမမသိပါဘူးရက်ကသူမကိုကယ်တင်ခဲ့ပေမဲ့တင်းမောကတော့မတော်တဆမီးလောင်သွားပါတယ်မြေပုံကိုထားခဲ့လိုက်ရပေမဲ့ရက်ကလမ်းကြောင်းကိုမှတ်မိနေတာကြောင့်သူတို့ရေထဲခုန်ချပြီးကဘာဘော်ကိုကူးခတ်ခဲ့ကြပါတယ်နောက်တစ်နေ့မှာတော့လိုအပ်တာတွေဝယ်ယူပြီးကလအုပ်တွေနဲ့ခရီးဆက်ခဲ့ကြပါတယ်ရက်ဟာဝက်စားတစ်တွေနဲ့လှပနေတဲ့အဗလင်ကိုငဲကြည့်နေမိပါတယ်သူတို့ရဲ့ခရီးစဉ်ကိုမကြိုင်တွေကစောင့်ကြည့်နေပါတယ်10မိနစ်မှာတော့အဖွဲ့နှစ်ဖွဲ့စလုံးဟာနေထွက်ချိန်မှာမြို့ဟောင်းကိုနေရောင်ကြောင်မြင်တွေ့ဝင်ရသွားကြပါတယ်မြို့ကိုအပြည့်အဝမြင်လိုက်ရတဲ့အခါသူတို့အလုံးရိုင်းတူပြေးကြပါတယ်။အဲဗလင်းကမြို့ရဲကိုပထမအဆုံးခြေချနိုင်တာကြောင့်အလောင်းအစာမှာနိုင်သွားပါတယ်။နှစ်ဖွဲ့စလုံးကတူးဖော်ရေးတွေလောက်ကြပါတယ်။ရက်ကအဲဗလင်းကိုရှေးဟောင်းဒုဒေသနာကရိယာတွေလက်ဆောင်ပေးပြီးအဲဗလင်းကမှန်တွေကိုသုံးပြီးနေရောင်ကြီးနဲ့မြေအောက်လိုင်းကောင်ကူတွေကိုလင့်ထိန်အောင်လုပ်ခါလမ်းပြပေးပါတယ်။အခြားအဖွဲ့ကလည်းမြေအောက်ကိုဆင်းသွားကြပြီးအဖွဲ့နှစ်ဖွဲ့နယ်မြေလူကြပါတယ်။အဲဒီတော့တွင်ဟာဆန်ကလည်းရနာခိုးချရင်နိုင်ငံကဗရမ ्या ပိုးကောင်ရုပ်တွေကိုခိုးယူပါတယ်။အခြားအဖွဲ့ဟာအခြားတကားတစ်ခုကိုဖွင့်ဖို့ကြိုးစားရင်လူချို့သေဆုံးကုန်ပါတယ်။အဲဒီချိန်မှာဂျွန်နသန်ကခေါင်းတလားတစ်ခုကိုတွေ့ပြီးပိုးကောင်တစ်ကောင်ကဟာဆန်ရဲ့ကိုယ်ထဲကိုဝင်သွားပါတယ်။ရက်ဒိုအဖွဲ့ဟာခေါင်းတလားကိုစစ်ဆေးတဲ့အခါမှာတစ်တာမဲလီဟာတော့ဖြစ်နေမှန်းတည်သွားပါတယ်။အဲဒီချိန်မှာပဲဟာဆန်ကယူမှုနဲ့ပြေးထွက်ပြီးနိုင်ရန်နဲ့တိုက်မိကသေဆုံးသွားပါတယ်။ညရောက်တဲ့အခါမှာမကြိုင်တွေကသူတို့ကိုတိုက်ခိုက်ပြီးဒီကနေထွက်မသွားရင်သေးလိုက်မယ်လို့သတိပေးပါတယ်။အဲဒါကပဲရေနာရှာဖွေသူတွေကိုဒီမှာရေနာရှိမယ်လို့ပိုယုံကြည်သွားစေခဲ့ပါတယ်။အားလုံးအိပ်ပျော်နေတော့မှမှုနေတဲ့အဲဗလင်ဟာသတိလက်သွားပါတယ်။အခြားအဖွဲ့ကတော့ဖွင့်တဲ့သူကိုသေစေမယ်လို့ကျိန်စာတိုက်ထားတဲ့တက်တာကိုတွေးသွားပါတယ်။အဲဒီထက်မှာအမော်တက်ရဲ့ခန္ဓာကိုယ်ကိုပြန်လဲရှင်သန်မှုအတွက်အင်္ဂါတွေထဲထားတဲ့အိုးတွေရှိနေပါတယ်။ရက်တို့ကတော့ခေါင်းတလားကိုဖွင့်လိုက်တဲ့အခါအမော်တက်ရဲ့ရုပ်ကျွင်းကိုတွေးလိုက်ရပါတယ်။ရေနာကိုရှာဖွေတဲ့သူတွေက Bow of the Dead နဲ့အနော်ဇူနမန်ရဲ့အင်္ဂါတွေကိုတွေးသွားပါတယ်။ရေနာရှာဖွေသူတွေဟာအဲ့ဒီတော့မှအဗလင်ကသူတို့စီကစားကိုခိုးယူပြီးတော့နဲ့ဖွင့်လိုက်ပါတယ်။လူမကစာအုပ်ထဲကစာသားတွေကိုဖတ်လိုက်တဲ့အခါမှာအမော်တက်ပြန်လဲရှင်သန်လာပါတယ်။ချစ်ချင်းဆိုသလိုပဲကြိုင်းကောင်တွေကြရောက်လာပါတယ်။မျက်မှန်ကွဲပြီးမျက်စိမမြင်တော့တဲ့သူတယောက်ကိုအမော်တက်ကတိုက်ခိုက်ပါတယ်။ရစ်နဲ့ကာနာဟန်တို့ဟေဗလင်နဲ့ဂျွန်သန်တို့ကတော့ဘိုးကောင်တွေရန်ကနေထွက်ပြေးသွားကြပါတယ်။ဟေဗလင်ဟာလက်ပတ်နေတဲ့နိုင်ငံခြားမှာလမ်းပြောက်သွားပြီးမျက်စိနဲ့ရှာအစခံထားရတဲ့ရှာဖွေသူနဲ့အမော်တက်တို့ကိုတွေးသွားပါတယ်။အမော်တက်ကသူမကိုသူ့ချစ်သူလို့ထင်နေပါတယ်။ရက်ကသူမကိုကယ်တင်နိုင်ပြီးမကြိုင်တွေနဲ့တွေ့ဆုံကအမော်တက်ကိုတတ်ဖို့ပြင်ဆင်ကြပါတယ်။အမော်တက်ကတော့ဗန်နီကိုသူ့ရဲ့အစေးပါအဖြစ်ခိုင်းစေပါတယ်။သူတို့အားလုံးကိုင်ရိုမျိုးက Fort Brighton ကိုထွက်ပြေးကြပါတယ်။ရက်ဟာထပ်ပြေးခြင်းပေမဲ့အဗလင်ကအမော်တက်ကိုတားဆီးခြင်းနေပါတယ်။စကားများပြီးနောက်ရက်ကဘာမှအရက်တောက်နေတော့အမော်တက်ဟာကြံခဲ့တဲ့ရေနာရှာဖွေသူတွေကိုလိုက်တက်ပြီးသူတို့ရဲ့အင်္ဂါတွေကိုစားသုံးကအသစ်စစ်နေခဲ့ပါတယ်။ရေတွေအလုံးသူ့ရဲ့အဖြစ်ပြောင်းလဲသွားပြီးမီးမိုးတွေကိုင်ရိုမှာရွာချပါတယ်။သူတို့အဖွဲ့ဟာအမော်တက်နဲ့တို့ပေမဲ့အမော်တက်ဟာကျောင်းတကောင်ကိုကြောက်ပြီးထွက်ပြေးသွားပါတယ်။အဗလင်ကတော့သူတို့ကိုဒေါက်တာဗေးစီခေါ်သွားတဲ့အခါအဲ့ဒီမှာမကြိုင်တွေကိုတွေ့ရပါတယ်။
သူတို့ကအင်မော့တက်ပြန်မလာအောင်နှစ်ပေါင်း3000ကြာတားဆီးခဲ့ကြပုံနဲ့အခုသူတို့တားဆီးဖို့လိုအပ်ကြောင်းရှင်းပြပါတယ်အင်မော့တက်ကအဲဗလင်ကိုအနောက်စုနမန်ပြန်လဲရှင်သန်မှုအတွက်ရစ်ပူဇော်မဲ့လူသားအဖြစ်ရွေးချယ်ထားကြောင်းသိရပါတယ်ရက်ကအဲမော့တက်မတက်ခင်မှာကျန်းတဲ့ရဲနာရှာဖွေသူတွေကိုကဲတင်မှုကြိုးစားပါတယ်ဒါပေမဲ့အင်မော့တက်ကအဲဗလင်နဲ့စာအုပ်ကိုရှာနေတာပါအင်မော့တက်ဟာနောက်ဆုံးရဲနာရှာဖွေသူကိုပါတက်လိုက်ပြီးမြို့တွေကပြားအုပ်တွေဆေးလွတ်ပါတယ်ယူရဟာကျောင်းတကောင်းနဲ့ပြန်လာပြီးအဲဗလင်ကိုကဲဖို့ကြိုးစားပေမဲ့အင်မော့တက်ဟာသူမကိုခေါ်သွားပါတယ်အဲဗလင်ဟာ Bolt of Armora နဲ့အင်မော့တက်ကိုတတ်ဖို့အကြံရပါတယ်ဒါပေမဲ့အင်မော့တက်ကသူလူတွေကိုစိတ်ညှိုပြီးသူ့ရဲ့ကျွန်းအဖြစ်ဆေးခိုင်းထားပါတယ်သူတို့ဟာဟာမွန်နဲ့ပထရာမာစားအုပ်နဲ့အနုဘတ်ရုပ်ထုတို့ကိုရှာတွေ့ခဲ့ပေမဲ့အင်မော့တက်ကအဲဗလင်ကိုဖမ်းသွားပါတယ်ရစ်နဲ့ဂျွန်နသန်မကြိုင်းတို့ပဲလွတ်မြောက်သွားပါတယ်နောက်ပိုင်းမှာတော့ဝင်စတန်လို့ခေါ်တဲ့စိတ်လှုပ်ရှားမှုရှာဖွေတဲ့လေရင်မှုဟောင်းတယောက်ရဲ့အကူအညီနဲ့ဟာမူနဲ့ဘတ်ထရာကိုလေရင်နဲ့သွားကြပါတယ်အင်မော့တက်ဟာသင်္ဘောတိုင်းတိုက်ပြီးလေရင်ကိုပြစ်ကြအောင်လုပ်တာကြောင့်ဝင်စတန်သေးဆုံးသွားပါတယ်သူတို့သေပြီးထင်းနဲ့အင်မော့တက်ကဖះเจ้าနဲ့ပြန်သွားပါတယ်သူကအဲဗလင်ကိုရစ်ပူဇော်ဖို့ပြင်ဆင်နေတော့မှရစ်တို့အသက်ရှင်နေတာကိုသိသွားပြီးဘူရောဟိတ်အလောင်းတွေကိုထားပြီးတိုက်ခိုက်ခံပါတယ်ဗင်နီကတော့ရနာတွေကိုခိုးယူဖို့ကြိုးစားနေပါတယ်ရစ်ဟာ Bolt of Armora ကိုရှာတွေ့သွားပါတယ်မကြိုင်းကရစ်တို့လွတ်မြောက်ဖို့အတွက်သူ့အသက်ကိုစရဲပြီးခုခံပေးခဲ့ပါတယ်ရစ်နဲ့ဂျွန်နသန်တို့ဟာရစ်ပူဇော်ပွဲမပြီးခင်ရောက်သွားပါတယ်ရက်ကဘူရောဟိတ်တွေကိုတပ်ပြီးအဲဗလင်ကိုကယ်ပါတယ်အင်မော့တက်ကနန်းတော်ဆောင်တွေကိုထားခိုင်းပြီးတိုက်ခိုက်ခိုင်းပါတယ်အဲဗလင်ဟာအာမိုရာစာအုပ်ကိုသုံးပြီးဂျွန်နသန်ကိုအဆောက်တွေကိုခိုင်းစေဖို့ကူညီပေးပါတယ်အဆောက်တွေဟာအနော်ဇုနမန်ကိုတတ်လိုက်ပြီးအဲဗလင်ကစာအုပ်ကိုဖတ်လိုက်တဲ့အခါအင်မော့တက်ဟာတာမန်လူသားဖြစ်သွားပါတယ်ရက်ခါသူ့ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်သူဟာဒေသူများရှိရာချင်းနဲ့ကြာတော့ပြီးအစခံလိုက်ရပါတယ်ဖះเจ้าကြီးပြိုကျလာတာကြောင့်သူတို့အဖွဲ့ဟာစာအုပ်ကိုထားခဲ့ပြီးထွေပြေးသွားကြပါတယ်ရနာတွေကိုခိုးဖို့ကြံနေခဲ့တဲ့ဗန်နီကတော့ပိုးကောင်တွေချမှာပိတ်မိပြီးတေဆုံးသွားပါတယ်နောက်ဆုံးမှာရက်နဲ့အဲဗလင်တို့ဟာဖះเจ้าပြိုကျသွားတာကိုကြည့်ပြီးလွတ်မြောက်ခဲ့ပါတယ်မကြိုင်းကလည်းအသက်ရှင်နေတာကိုတွေ့ရလို့သူတို့အံ့ဩသွားပါတယ်မကြိုင်းကတော့သူတို့ကိုကျေးဇူးတင်ပြီးထွက်ခွာသွားပါတယ်ဂျွန်နသန်ကတော့ဘာရင်နာမှမရလို့စိတ်ပြင်းနေပေမဲ့ရက်ကတော့အဲဗလင်ကိုရရှိကာအဲဗလင်ကိုနမ်းပြီးသူတို့အလုံးကလုတ်တွေနဲ့တဲကန်နာရတဲ့ကိုထွက်ခွာသွားကြပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုအသက်တွေတွင်တဲ့အခါသိရဖို့ subscribe လေးလုပ်ထားပြီး notification လေးကိုနှိပ်ထားဖို့လည်းမမေ့ကြပါနဲ့အောင်ခင်ဗျာ